အားလုံးကိုယေရှုနာမ၌မင်္ဂလာပါကျွန်တော်ပေါ့နော်ဒီနေ့အဓိကကျွန်တော်ဘာကိုခွန်အားပေးခြင်းလဲဆိုတော့ကျွန်တော်ဘုရားသခင်ကိုယုံကြည်ကိုးကွယ်ပြီးတဲ့ဘုရားသခင်တာသမီတွေပေါ့နော်အနေကျွန်တော်တို့ဘုရားသခင်ကိုယုံကြည်ကိုးကွယ်တယ်ဒါပေမဲ့ကျွန်တော်တို့အခြားသောအရာတွေထက်ဘုရားသခင်ကိုယုံကြည်ကိုးကွယ်တဲ့တာသမီတွေဖြစ်တော့ကြောင့်ဘုရားသခင်ကိုကျွန်တော်တို့တကယ်ပဲလင်းမှန်ကန်တော့ကိုးကွယ်ခြင်းနဲ့ကိုးကွယ်ဖို့အရန်အရေးကြီးပါတယ်တင်စစ်မှန်တော့ကိုးကွယ်ခြင်းနဲ့ကိုးကွယ်တတ်တဲ့အခါမှာလေတင်ကောင်းကြီးမင်္ဂလာတောင်းတော့မတောင်းလျှောက်သေးဘူးဘုရားသခင်ပေးပြီးသားဖြစ်တယ်ဘုရားသခင်ရဲ့ဂတိတော်တွေတင့်ပေါ်မှာတက်ရောက်လာတယ်ဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းတွေတင့်ပေါ်မှာတက်ရောက်လာတယ်ဘုရားသခင်ရဲ့ဤဥပဒေတာတွေဘုရားကိုကိုးကွယ်ခြင်းမှန်ကန်မှုယုံကြည်သူတရားကအရန်အရေးကြီးတယ်အခြေခံအုံမြင့်ကြပါတယ်ကျွန်တော်တို့ရဒါကိုအလေးမထားပဲနဲ့အခြားသောဟာတွေပို့ပြီးမှလောက်တာကိုပို့ပြီးမြင်တွေ့ရတာဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကကျွန်တော်တို့ကိုတကယ်နိလန့်မှန်တော့ကိုးကွယ်ခြင်းနဲ့သူ့ကိုကိုးကွယ်ခိုင်းခြင်းတာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်ဒီကိုးကွယ်မှုတွေပတ်သက်တဲ့အရာကိုကျွန်တော်ပါကိုပြောပြခြင်းလဲဆိုရင်ဘုရားသခင်ဒီနေ့ယေရှုခရစ်တော်ဘုရားကိုယ်တိုင်ယောဟန် 4:24 မှာပြောထားတယ်ဘုရားသခင်ကနံဝိညာဉ်ဖြစ်တယ်တဲ့ဘုရားသခင်ကိုးကွယ်တော့သူတို့ဒီနံဝိညာဉ်နဲ့၎င်းတစ္ဆာတရားနဲ့တစ္ဆာနဲ့၎င်းကိုးကွယ်ရမယ်လို့ပြောထားတာဖြစ်တယ်နှစ်ခုပဲမရှုပ်ဘူးယေရှုကရှင်းရှင်းလေးပဲပြောတာနှစ်ခုနဲ့ပဲကိုးကွယ်ခိုင်းတာဖြစ်ပါတယ်ဒီနံဝိညာဉ်နဲ့တစ္ဆာနဲ့တင်ဘုရားကိုကိုးကွယ်တတ်နေပြီလားတင်အဲ့လိုဘုရားကိုကိုးကွယ်နေလားအဲ့ဆိုတော့နံဝိညာဉ်နဲ့တစ္ဆာနဲ့ကိုးကွယ်ခိုင်းတယ်အဲ့ဆိုတော့ဘုရားကိုကိုးကွယ်တဲ့အခါမှာဘုရားအပေါ်မှာတော်၎င်းနှုတ်ကပတ်တော်ပေါ်မှာ၎င်းတစ္ဆာရှိဖို့အရန်အရေးကြီးတယ်အကြောင်းဘုရားကပြောလဲဆိုရင်ငယ်တော့အမှု၌တစ္ဆာမရှိရင်ကြီးတော့အမှု၌လည်းတစ္ဆာမရှိဘူးဒါကြောင့်ဒီလိုပိတ်မှာထားခြင်းဖြစ်ပါတယ်အကြောင်းဘုရားသခင်ကိုတစ္ဆာနဲ့ကိုးကွယ်ဖို့အရန်အရေးကြီးတယ်ဘုရားသခင်ပေါ်မှာတော်၎င်းနှုတ်ကပတ်တော်ပေါ်၎င်းတစ္ဆာရှိဖို့အရန်အရေးကြီးတယ်အနေကျွန်တော်တို့တာရကအနေနဲ့ကျွန်တော်တို့ဒီနှုတ်ကပတ်တော်ထဲမှာယနေ့ကျွန်တော်တို့ဘုရားကိုတစ္ဆာနဲ့ကိုးကွယ်တာဘုသူတွေကိုမြင်တွေ့ရလဲဆိုတော့ကျွန်တော်တို့ဒီတိုင်လအကျမ်းမှာပေါ့နော်ကျွန်တော်တို့ရှာရက်အမေရှက်အဘေဒနဂေါတို့၃ယောက်ကိုသူတို့ရဲ့ကိုးကွယ်မှုမှန်ကန်တာကိုတစ္ဆာရှိတာကိုကျွန်တော်မြင်တွေ့ရတယ်သူတို့ဘုရားပေါ်မှာတကယ်တစ္ဆာရှိပါတယ်နေဗုခဒ်နေဇာမင်းကသူ့ရဲ့ရုပ်ထုကိုလှုပ်တဲ့အခါမှာအမြင့်တောင်60အကျယ်6တောင်လှုပ်တဲ့အခါမှာအားလုံးတိုင်းနိုင်ငံအားလုံးကိုသူ့ရဲ့ရုပ်ထုကိုထန်ရှိခိုးပြီးကိုးကွယ်ခိုင်းတာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီထဲမှာယုံကြည်သူတွေအများကြီးပါပါတယ်အဲ့ဒီအများကြီးယုံကြည်သူထဲမှာတကယ်ဘုရားကိုတစ္ဆာနဲ့ကိုးကွယ်တဲ့လူ၃ယောက်ပဲမြင်တွေ့ရတယ်ဘယ်သူလဲလို့ဆိုရင်ရှာရက်အမေရှက်ဘေဒနဂေါဖြစ်တယ်အဲ့ဒါဘယင်ကအရန်စိတ်တူတယ်သူ့ရုပ်ထုကိုမပြောက်ဘူးမကိုးကွယ်တာဖြစ်တော့ကြောင့်အဲ့ဒီရှာရက်အမေရှက်ဘေဒနဂေါကိုဘယင်ကအချိန်ပြန်ပေးတယ်ပြန်သူ့ရဲ့ရုပ်ထုကိုပြန်လဲကိုးကွယ်ဖို့ပြန်လဲရှိခိုးဖို့ဝတ်ပြုဖို့ဒါပေမဲ့သူ့ရဲ့ရုပ်ထုကိုဝတ်မပြုမကိုးကွယ်တဲ့လူဟာယနေ့မိအိုင်ထဲမှာထည့်ချင်းခံရမှာဖြစ်ပါတယ်ကန့်နဲ့ရောတော့ကန့်မီးဆိုတာကငရဲမီးလိုပဲအဲ့လောက်ပြင်းထန်တယ်ကျွန်တော်အခုသမင်းဟင်းချက်စားတဲ့မီးနဲ့9 ဆ 8 ဆလောက်ပြင်းတာဖြစ်ပါတယ်အဲကြောင့်အဲ့ဒီကန့်နဲ့ရောတော့မီးကိုထဲမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့သူတို့ဘာပြောလဲဆိုတော့ဒီ၃ယောက်ကကျွန်တော်တို့ကတဲ့လုံးဝကိုရောရဲ့ရုပ်ထုကိုကျွန်တော်တို့မရှိခိုးနိုင်ဘူးကျွန်တော်တို့ကမီးအိုင်နဲ့ထဲမယ်ဆိုရင်လေကျွန်တော်တို့ဖះကျွန်တော်တို့ကိုလာခဲ့သူတို့ပြောတာတခုသဘောကျတာလာမကယ်ရင်လေကျွန်တော်ကိုရောရုပ်ထုကိုမကိုးကွယ်နိုင်ဘူးလို့သူတို့ဒီလိုပြောထားတာတွေ့ရတယ်အဲကြောင့်ဘုရားသခင်ဘက်မှာတစ္ဆာရှိနဲ့အခြားသောရုပ်ဝတ္ထုတွေမရှိခိုးပဲနဲ့ဘုရားနှုတ်ကပတ်တော်ပေါ်မှာတစ္ဆာရှိပြီးတော့သူတို့လုံးဝမရှိခိုးခဲ့ဘူးမရှိခိုးတဲ့အခါမှာဘုရင်ရဲ့အမိန့်တိုင်းပဲသူတို့ကိုမိထဲထည့်လိုက်တာဖြစ်တယ်မိထဲထည့်တဲ့အခါမှာ၃ယောက်ပဲဖြစ်တယ်ဒါပေမဲ့အနောက်မှာ၁ယောက်ပါလာတယ်အဲ၂ယောက်ကဘုရားတားတော့အစင်တန်ရှိတယ်
အဲ့ဖယားကိုသူတို့အနှောက်ကိုဖယားတခင်ကိုယ်တိုင်လိုက်ပြီးတော့ကာကွယ်ပေးနေတာမြင်တွေ့ရတယ်မီးထဲမှာအဲ့လောက်ပြင်းနေမီးထဲမှာအဲ့မီးထဲကနေသူတို့သွားနေတာပဲတွေ့ရတယ်ဒါ3ယောက်ထဲက4ယောက်ဖြစ်တယ်4ယောက်ကဖယားရဲ့ကာကွယ်ခြင်းဖြစ်တယ်အနှောက်ကနေဖယားတခင်သူတို့ကိုအမြဲတမ်းကာကွယ်မဆပေးနေတာဖြစ်တယ်ဘာဖြစ်လို့ဖယားတခင်သူတို့3ယောက်ကအဲ့လောက်ထိကာကွယ်မဆတယ်လဲသူတို့ဖယားတခင်သူမှာတကယ်တစ္ဆာရှိတော်သူတွေဖြစ်ပါတယ်အားကြောင့်မို့ဖယားတခင်သူတို့ကိုကာကွယ်ပေးတယ်အဲ့နဲ့ဘယင်ကသူတို့ကိုပြန်လဲထွက်ခိုင်းတဲ့အခါမှာ3ယောက်ပဲဖြစ်တယ်သပင်တမြိုက်မှမီးမလောင်အဲ့နဲ့ကျွန်တော်ဘာကိုနားလဲခိုင်းစေခြင်းလဲဆိုရင်သူတို့ဖယားတခင်ပေါ်မှာတကယ်တစ္ဆာရှိတဲ့သူတွေဖြစ်တော့ကြောင့်ဖယားတခင်အပေါ်မှာတစ္ဆာရှိတဲ့သူကဖယားတခင်ရဲ့တစ္ဆာဂတိတော်လဲတင့်အပေါ်မှာတက်ရောက်ပြီးသားဖြစ်တယ်ကျွန်တော်ယုံကြည်သူများကဖယားတခင်ရဲ့တစ္ဆာဂတိတော်တွေကိုတအားကျွန်တော်တို့ပေါ်မှာကြာခိုင်းခြင်းတယ်ကျွန်တော်တို့ကိုယ်နိုင်ကဖယားအပေါ်မှာတစ္ဆာမရှိဘူးကျွန်တော်တို့ကိုယ်နိုင်ကအခက်ခဲဖြစ်တဲ့ဆူတောင်းတဲ့ဖယားတခင်အတန်ကျွန်တော်တို့အတန်ကိုနားထောင်ခိုင်းခြင်းနဲ့နားညောင်းခိုင်းခြင်းကျွန်တော်တို့ကျတော့ဖယားတခင်စကားနားမထောင်အရန်ခက်တယ်ပေါ့နော်အဲ့တော့ဒုတိယအနေနဲ့ကဘုကိုမြင်တွေ့ရလဲဆိုတော့ယောဘကိုပြန်တွေ့ရတယ်ယောဘတရက်ထဲနဲ့ပစ္စည်းတွေအကုန်ဆုံးရှုံးတယ်အာဒမီတွေအကုန်တေဆုံးတယ်ပစ္စည်းဥစ္စာတွေအကုန်ကုန်တယ်အဲ့ဒီနိုင်ငံမှာသူအချမ်းသာဆုံးပဲအဲ့ပြည်နယ်မှာဒါပေမဲ့တရက်ထဲနဲ့ဆင်းရဲသွားတယ်ဒါနှုတ်နေတော့ဘုရားအပြစ်မမှားဘူးတဲ့ငါမွေးလာတဲ့အခါမှာလည်းဘာအဝိစားမပါဘူးပြန်တည်သွားတဲ့အခါမှာလည်းဘာမပါဘူးလို့တရားတော်ဘောတူလို့မျိုးဘုရားပေါ်မှာဘယ်တော့မှတစ္ဆာမမေ့ဘူးဖြစ်တယ်ကျွန်တော်တို့အနေနဲ့များကောင်းကြီးလေးများမရခဲ့ရင်နော်လောက်တာများအစီမပြေခင်ကျွန်တော်တို့ဘုရားစောရကတက်တယ်ဒါရကအနေနဲ့ယောဘတို့ဒံယေလတို့အာရှာရအမေရှက်ပြီးတဲ့နောက်ဘောတို့ကိုကြည်ပါအဲ့ဆိုတော့ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်တို့ဘုရားသခင်ကိုနာဝိညာဉ်နဲ့ကိုယ်ွယ်တတ်ဖို့အရေးကြီးတယ်တင်ဘုရားသခင်ကိုနာဝိညာဉ်နဲ့တကယ်ကိုယ်ွယ်တတ်ပြီလားတစ္ဆာနဲ့တကယ်ကိုယ်ွယ်တတ်ပြီလားအတိကအခြေခံအမြစ်ကအဲ့ဟာဖြစ်တယ်အားကြောင့်ဘုရားသခင်ကိုနာဝိညာဉ်နဲ့ကိုယ်ွယ်တတ်ဖို့အလို့ငါနော်နှုတ်ကပတ်တော်မှာနာဝိညာဉ်ဆိုတာအဲ့ဒီကျွန်တော်တို့နာတက်ပေါ့နော်ကျွန်တော်တို့နာဝိညာဉ်ပေါ့နော်စိတ်ဝိညာဉ်ပြောချင်တာပေါ့နော်ကျွန်တော်တကယ်နာဝိညာဉ်နဲ့ဘုရားကိုကိုးကွယ်တတ်ဖို့အလို့ငါဒီလိုပဲကျွန်တော်နေလို့မရအောင်ဘာဖြစ်လို့ဆိုကျွန်တော်တို့ယေရှုခရစ်တော်ဘုရားကကျွန်တော်တို့ရဲ့ဇာတိစိတ်တွေအပြစ်ဒုစရိုက်တွေအတွက်အားလုံးလဝကတိုင်မှာကျွန်တော်တို့ရဲ့စိတ်ဆန္ဒတွေအားလုံးယေရှုခရစ်တော်နဲ့အတူတူတက်ပြီးပြီဖြစ်တယ်ကားတိုင်းမှာတည်ပြီးပြီဖြစ်တယ်အဲ့တော့အဲ့ဒီဇာတိစိတ်တွေကျွန်တော်တို့လူအင်စန္ဒတွေအားလုံးကားတိုင်းမှာတက်ပြီးပြီဖြစ်တော့ကြောင့်ယေရှုခရစ်တော်ကိုယုံကြည်ကိုးကွယ်တဲ့လူကဇာတိပဂတိနဲ့ပြန်အသက်ရှင်လို့မရတော့ဘူး။ဘာကြောင့်လဲဇာတိပဂတိကိုပယ်ဖျက်ဖို့ယေရှုကြွလာတာဖြစ်ပါတယ်။ကားတိုင်းမှာအတီခံတာဖြစ်ပါတယ်။အဲ့တင်ကဖခင်ကိုယုံကြည်ကိုးကွယ်ပြီးမှဇာတိပဂတိမှာပြန်အသက်ရှင်မယ်ဆိုရင်တော့တင်ဖခင်ကိုယုံကြည်တာအသက်မဝင်ဘူးလို့ကျွန်တော်တို့နားလည်ခိုင်းချင်တာဖြစ်ပါတယ်။အဲကြောင့်ဖခင်တခင်ကိုကျွန်တော်တို့ယုံကြည်ကိုးကွယ်တဲ့သူကဇာတိပဂတိနဲ့အသက်ရှင်လို့မရတော့ပါဘူး။ခမရဲ့လူအေစန္ဒတဘောတိုင်းအသက်ရှင်လို့မရတော့ပါဘူး။ဖခင်ရဲ့တဘောတိုင်းဖခင်ရဲ့စကားအတိုင်းပဲတဲ့အသက်ရှင်ရမှာဖြစ်ပါတယ်။တို့ကြောင့်ဝိညာဉ်ပဂတိနဲ့အသက်ရှင်ဖို့အလို့ငါတင်းရဲ့ဇာတိစိတ်တွေကိုအမြဲတမ်းကားတိုင်းမှာတိုက်ရမှာဖြစ်ပါတယ်။အမြဲတမ်းတင်းဇာတိစိတ်ကိုချိုးနေနိုင်ရမှာဖြစ်တယ်။တင်းရဲ့ဇာတိစိတ်နဲ့တမတ်ဆက်အားလုံးကားတိုင်းမှာယေရှုတေခံပြီးပြီဖြစ်ပါတယ်။တင်ကအတေခံပြီးတဲ့ယေရှုကိုယုံတယ်လဲပြောသေးတယ်ဇာတိနဲ့ပြန်ရှင်မယ်ဆိုရင်တင်ယေရှုကိုယုံတာအတက်မဝင်ဘူးဆိုတာကျွန်တော်တခါတည်းပြောပြချင်တာဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ဇာတိပဂတိနဲ့အတက်မရှင်တဲ့ဝိညာဉ်ပဂတိနဲ့အသက်ရှင်ဖို့အရေးကြီးတယ်ဝိညာဉ်ပဂတိနဲ့အသက်ရှင်ဖို့ဘုရားသခင်အလိုတော်ရှိတာဖြစ်ပါတယ်ဝိညာဉ်ပဂတိနဲ့အသက်ရှင်တဲ့သူကစီရင်ချင်းမခံရဘူးလို့နှုတ်ကပတ်တော်မှာပြောပါတယ်ဝိညာဉ်ပဂတိမှာအသက်ရှင်တဲ့လူကတဲ့နော်ဝိညာဉ်ပဂတိအတိုင်းလိုက်လျှောက်တဲ့လူကအသက်ရှင်ခြင်းရမယ်ဇာတိပဂတိမှာအသက်ရှင်တဲ့လူတွေတည်ခြင်းပဲဖြစ်တယ်ဆိုတာနှုတ်ကပတ်တော်မှာပြောထားတာဖြစ်ပါတယ်အားကြောင့်ကျွန်တော်တို့နာဝိညာဉ်နဲ့ဘုရားကိုကိုးကွယ်တတ်ဖို့အလို့မှာကျွန်တော်တို့ဇာတိစိတ်ကိုအမြဲတမ်းကားတိုင်းမှာတက်ရမှာဖြစ်တယ်အမြဲတမ်းဒီဇာတိကိုချိုးနေနိုင်ရမှာဖြစ်တယ်ဝိညာဉ်တော်ကိုအမြဲတမ်းအကူအညီတောင်းရမှာဖြစ်တယ်ဘာဖြစ်လဲကျွန်တော်တို့အဲမှာတန်ရှင်တော်ဝိညာဉ်တော်ကျင်းဝတ်တယ်ကျွန်တော်တို့ကိုအုပ်ဆိုးတယ်ဒါပေမဲ့ကျွန်တော်တို့နာဝိညာဉ်ထဲမှာပဲနေရတာကျွန်တော်စိတ်နှလုံးတွေကျွန်တော်ရဲ့ခန္ဓာတွေအလုံးကိုပါစိတ်ဝိညာဉ်၃ပါးစလုံးကိုတန်ရှင်တော်ဝိညာဉ်တော်က
လွမ်းခြုံပြီးစိုးမိုးချင်တာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဇာတိစိတ်နဲ့အသက်ရှင်နေမှာကျွန်တော်တို့နှလုံးသားတွေကျွန်တော်တို့ခန္ဓာကိုယ်တွေအမှုရအားလုံးကို तू အုပ်စိုးလို့မရဘူးအဲ့တော့ तू ကကျွန်တော်တို့တနေရာပဲယူချင်တာမဟုတ်ဘူးကျွန်တော်ခန္ဓာစိတ်ဝိညာဉ်စလုံးယူချင်တာဖြစ်ပါတယ်ဝိညာဉ်တော်ကဥဆောင်ခြင်းဒါပေမဲ့ကျွန်တော်တို့ကဇာတိစိတ်မှာအသက်ရှင်တာများတဲ့အခါမှာကိုယ့်ရဲ့စန္ဒတဘောအသက်ရှင်တဲ့အခါမှာဝိညာဉ်တော်ကျွန်တော်တို့ဥဆောင်ပြီးမရဘူးလမ်းပြပေးလို့မရဘူးကျွန်တော်တို့ကိုလမ်းပြဥဆောင်ပေးလို့မရဘူးဆိုတာပြောပြချင်တာဖြစ်တယ်အဲကြောင့်ကျွန်တော်ဇာတိစိတ်ကိုအမြဲတမ်းကားတိုင်းမှာနေ့တိုင်းတိုက်ရမှာဖြစ်ပါတယ်အဲဆိုကျွန်တော်တို့တန်ရှင်တော်ဝိညာဉ်တော်ကိုအမြဲတမ်းအကူအညီတောင်းပြီးမှကျွန်တော်တို့ကိုနိုင်လဲဇာတိစိတ်ကိုအသက်ချိုးနှိမ်ဖို့အရေးကြီးတာဖြစ်ပါတယ်တင်ဇာတိစိတ်ကိုကားတိုင်းမှာတတ်တဲ့အခါမှာဝိညာဉ်တော်ဒီတင်းကိုအုပ်ဆိုးလာလိုက်မယ်တစချင်းတင်းကိုအုပ်ဆိုးလာလိုက်မယ်တန်ရှင်တော်ဝိညာဉ်တော်ဖျားတင်ဇာတိစိတ်ကိုကားတိုင်းမှာတက်လေလေဝိညာဉ်တော်ကသဘောကျလေလေတင်ဇာတိစိတ်ကိုကားတိုင်းမှာတက်ပြီးတင်းရဲ့အလိုစန္ဒတကိုချိုးနှိမ်လေလေဝိညာဉ်တော်ကဘာဖြစ်လဲတင်းကိုအုပ်ဆိုးလေလေတင်းဇာတိစိတ်ကိုအလုံးချိုးနှိမ်သွားတဲ့အခါမှာယနေ့ဇာတိရဲ့သဘောကနှိမ်သွားတဲ့အခါဝိညာဉ်သဘောကလွှမ်းခြုံလာတဲ့အခါမှာတင်းရဲ့အတွေးခေါ်တွေကဝိညာဉ်အတွေးခေါ်လိုက်ဝိညာဉ်တော်တွေးခေါ်လို့တင်းရဲ့အပြောစီလို့လည်းဝိညာဉ်တော်ပြောလို့ပြောတင်းရဲ့စိတ်ဓာတ်တွေလည်းဝိညာဉ်တော်ရဲ့စိတ်ဓာတ်မျိုးဖြစ်လာလိုက်မယ်တင်းဝိညာဉ်ပကတိနဲ့အဲ့လိုအသက်ရှင်လာတဲ့အခါမှာတင်းရဲ့ကိုယ်ခွဲခြင်းကတကယ်အစစ်မှန်တော့နံဝိညာဉ်နဲ့ဘုရားကိုကိုယ်ကွယ်လာမှာဖြစ်တယ်အဲ့ဒါဘောဖြစ်တယ်အဲကြောင့်မို့ကျွန်တော်တို့လောကမှာအသက်ရှင်ပြီးဘုရားကိုကိုယ်ကွယ်တဲ့သူတွေကိုယ်ကွယ်မှုမှန်ကန်မှုအရန်ကြီးပါတယ်ပထမတစ်ချက်တော့တစ္ဆာတရားနဲ့ဘုရားကိုကိုယ်ကွယ်ဖို့နော်တာရကအနေနဲ့ကျွန်တော်ယောဘတို့ရှာရတ်မေရှေပင်နဲ့ကိုတို့ကြည်ဖို့ဖြစ်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော်နံဝိညာဉ်နဲ့ဘုရားကိုကိုယ်ကွယ်ဖို့ဖြစ်ပါတယ်ယေရှုခရစ်တော်ဘုရားလောကမှာစခြင်းကြဆွေးလာခြင်းဒီဇာတိပကတိစိတ်ကိုပယ်ဖျက်ဖို့ဖြစ်ပါတယ်ကျွန်တော်ကယုံကြည်တဲ့ကိုယ်ကွယ်တဲ့တာသမီတွေကပြန်လဲအဇာတိအသက်ရှင်မယ်ဆိုရင်တင်ဘုရားကိုကိုယ်ကွယ်တာမမှန်သေးဘူးတင်ကိုယ်ကွယ်မှုကအသက်မဝင်သေးဘူးနော်အတေဖြစ်နေတဲ့တင်းရဲ့ယုံကြည်ကိုယ်ကွယ်ခြင်းကလေအဲကြောင့်မို့တင်းရဲ့ဇာတိစိတ်ကိုအမြဲတမ်းကားတိုင်းမှာတက်ဖို့ဖြစ်ပါတယ်အဲကြောင့်မှဝိညာဉ်တော်ကတင်းကိုပါဖြစ်လဲတင်းရဲ့ခန္ဓာစိတ်ဝိညာဉ်တင်းရဲ့စိတ်နှလုံးသားအားလုံးကိုလွှမ်းမိုးလာမှာဖြစ်တယ်အဲကြောင့်မို့တင်ဆုတောင်းတာလဲနာဝိညာဉ်နဲ့ဆုတောင်းလာလိုက်မယ်ချီးမွမ်းရင်လည်းနာဝိညာဉ်နဲ့ချီးမွမ်းလာလိုက်မယ်ကိုယ်ကွယ်တဲ့အခါမှာလည်းနာဝိညာဉ်နဲ့ကိုယ်ကွယ်လာလိုက်မယ်အတွေးခေါ်တွေလည်းတကယ်ဝိညာဉ်တဘောတင်တွေးခေါ်လာလိုက်မယ်တဲ့အမြင်တွေလည်းဝိညာဉ်တဘောမြင်လာလိုက်ကျွန်တော်ကဇာတိစိတ်များတဲ့အခါမှာကျွန်တော်အတွေးခေါ်တွေလည်းဇာတိစိတ်ပဲဖြစ်လာတယ်အမြင်တွေလည်းဇာတိတဘောနဲ့ပဲမြင်တယ်အပြောဆိုနေလည်းဇာတိတဘောပဲအဲ့တော့ဖျားသခင်နဲ့ဇာတိတဘောကစန့်ကျင်ပဲဖြစ်တော့ကြောင့်ကျွန်တော်တို့ကဖျားသားသမီးတာပြောတာကျွန်တော်တို့ရဲ့ကိုယ်ကွယ်မှုကမားနေတာဖြစ်တော့ကြောင့်အဲကြောင့်မို့ကျွန်တော်တို့နာဝိညာဉ်နဲ့တစ္ဆာနဲ့ဖះကိုတကယ်ကိုယ်ကွယ်တော့ယုံကြည်သူဖြစ်ပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်ရောက်ချင်တဲ့ဖះကောင်းကြီးပေးပါစေ